ရွာဦးကကြောင်းလိုက်တရားတော်ရှင်မြတ်ကြီးရဲ့မွေးနေ့လူတရောလုံးကဝိုင်းဝန်းငါကူမူမြတ်တဲ့ဒီမွေးနေ့ရဲ့လူမွေးနေ့မှာနှစ်ပေါင်းများစွာဆရာတော်ဘုရားကြီးကျမ်းတော်ပါသည်ဆရာတော်ဘုရားကြီးအသက်ရှိပါသည်ရဲဝေးရောက်ချစ်တငယ်ချင်းတွေတို့ရောလေးကိုတတိယနိုင်ပါစေချင်းနေမပေးလို့တရေတမြေဟိုဝေးမှမင်းတို့ဘဝနဲ့စင်ပြေပါသည်ဆရာတော်မြတ်ဘုရားကြီးကဆုတောင်းပေးလို့နေတပည့်တကားတကမအပေါင်းတွေစိတ်တော်ရပူပါနိုင်ပါသည်တောင်းစုပန်းချွေဆရာတော်ဘုရားရဲ့ဘုရားမြတ်တာရီချစ်တငယ်ရင်ကြီးနေ့စဉ်အမြဲလေးဒီလိုလာရောက်လေးတိုင်းမှာဆရာတော်မြတ်ဘုရားကြီးရဲ့ဝိသတော်မွေးနေ့လူတော်ပဲအချိန်ရရင်ပြန်လာခဲ့လေရဝေးရောက်ချစ်တငယ်လေးတွေဆရာတော်ဟာဒုဘဝတို့တော်လာမင်းကြီးတပါးပဲသာသနာရောက်ဝါတွန်းလေးမှုတို့သူကြိုးစားတာလေဆရာတော်ဟာဒုဘဝတို့တော်ထာဝရရှိသူရှင်ဘာသာသာသနာတိုးတက်ဖို့အတွက်သင်ကြိုးစားတာလေမိုးရွာရင်ရောပါစေလေကူရင်ကူပါစေနေ့ညမယူလေရောက်တဲ့ရမှာတာဝန်ကြီးကြည်လိုက်ပါတကယ်ကြီးကြောင်းကံဖရာတွေလမ်းများလေးထိန်ခဲ့ပြီကျွန်တော်တို့တိုင်းဒေသကြီးမှာလေစာတိမျိုးလေးရဲ့အပိုင်းမှာရွာဦးကကြောင်းလိုက်တရားတော်ရှင်သူမြတ်ကြီးရဲ့မွေးနေ့လူတရောလုံးကဝိုင်းဝန်းငါကူမူမြတ်တဲ့ဒီမွေးနေ့ရဲ့လူမွေးနေ့မှာနှစ်ပေါင်းများစွာဆရာတော်ဘုရားကြီးကျမ်းတော်ပါသည်ဆရာတော်ဘုရားကြီးအသက်ရှိပါသည်ရဲဝေးရောက်ချစ်တငယ်ချင်းတွေတို့ရောလေးကိုတတိယနိုင်ပါစေချင်းနေမပေးလို့တရေတမြေဟိုဝေးမှမင်းတို့ဘဝတွေစင်ပြေပါစေဆရာတော်မြတ်ဘုရားကြီးကဆုတောင်းပေးလို့နေတပည့်တကားတကမအပေါင်းတွေစိတ်တော်ရပူပါနိုင်ပါစေတောင်းစုပန်းချွေဆရာတော်ဘုရားရဲ့ဘုရားမြတ်တာရီချစ်တငယ်ရင်ကြီးနေ့စဉ်အမြဲလေးဒီလိုလာရောက်လေးတိုင်းမှာဆရာတော်မြတ်ဘုရားကြီးရဲ့ဝိသတော်မွေးနေ့လူတော်ပဲအချိန်ရရင်ပြန်လာခဲ့လေရဝေးရောက်ချစ်တငယ်ချင်းတွေဆရာတော်ဟာဒုဘဝတို့တော်လာမင်းကြီးတပါးပဲသာသနာရောက်ဝါထွန်းလေးမှုတွေသူကြိုးစားတာနေဆရာတော်ဟာဒုဘဝတို့တော်ထာဝရရှိသူရှင်ဘာသာသာသနာတိုးတက်ဖို့အတွက်သင်ကြိုးစားတာနေဘိုးရောရင်ရောပါစေလေကူရင်ကူပါစေနေ့ညမွေးရောက်တဲ့ရမှာတာဝန်ကြီးကြည်လိုက်ပါတကယ်ကြီးကြောင်းကံဖရာတွေလမ်းများလေးထိန်ခဲ့ပြီ